ပထွေးနဲ့မရေပါသမီးနဲ့ခိုးစားဖောက်ပြန်တဲ့အကြောင်းပြောပြမယ်အဲ့ဒါဘလို့ဖြစ်လဲဆိုတော့ဒီအမျိုးသမီးကကင်ဆာယောဂတဲ့အဆင့်နဲ့သူကပထမယောက်ျားရှိတယ်သူယောက်ျားကဆုံးသွားပြီသူတို့ညောက်စင်မှာသမီးတစ်ယောက်ရှိတယ်ဒါနဲ့ဒီအမျိုးသမီးကင်ဆာဝေဒနာတဲ့အမျိုးသမီးကိုအခုဒုတိယယောက်ျားပထွေးလို့ပြောသူယောက်ျားဒုတိယယောက်ျားဖြစ်မဲ့တယောက်ကသူကင်ဆာဝေဒနာဖြစ်နေရလဲသိတယ်မုတ်ဆိုးမဖြစ်တယ်ဆိုလဲသိတယ်တိကြီးနဲ့ဒီကောင်ကယူလိုက်တော့သူကဘလောက်ထိချစ်လဲဆိုရင်ဒီမျိုးသမီးဝေဒနာခံစားနေရတဲ့အချိန်ဆိုလဲသူကကြည့်ရှုစောင့်ရှောက်ပေးတယ်အဲ့ဒီအချိန်မှာဒီသူရဲ့မိသားစုတွေကဒီမုတ်ဆိုးမနဲ့ယူလိုက်လို့ဆိုပြီးတော့သူ့ကိုစိတ်ဆိုးပြီးတော့အဆက်တွေဖြတ်လိုက်တယ်မိသားစုနဲ့ဒါနဲ့အဆက်တွေဖြတ်လိုက်တော့လဲသူကဒီမုတ်ဆိုးမကိုယူတာပဲယူလိုက်တော့ဘလို့ဖြစ်လဲဆိုရင်သူတို့အဲ့ဒီမိန်းမမုတ်ဆိုးမစီမှာသမီးတယောက်ရှိတယ်အဲ့ဒီသမီးကလည်းဘလောက်ထိရောကွာလဲဆိုတော့ယောက်ျားနောက်လိုက်ပြေးဖူးတယ်သူက2ရက်လောက်အဲ့လိုမျိုးလင်နောက်လိုက်ပြေးဖူးတော့အရင်တော့ကသူ့စီမှာမနေဘူးဒီသမီးကသူ့ရဲ့အဖွားစီမှာထားတာဒီလိုနဲ့သူကလည်းအဲ့လင်နောက်လိုက်ပြေးဖူးတော့သူ့သမီးတို့ကပြန်ခေါ်ထားလိုက်မိတယ်ပြန်ခေါ်ထားတော့ဒီသူ့ရဲ့နောက်လင်နဲ့ဘယ်မှာသွားဖောက်ပြန်ကြလဲဆိုတော့တရက်သူတို့မိသားစုတွေချောင်းတာသွားကြတာတဲ့ချောင်းတာသွားတော့အဲ့ဒီသူ့အမေကရေချိုးခမ်းမှာဒီရေငန်ထိထားတဲ့အင်ဂျီတွေကိုရှော်ဖို့ဆိုပြီးရေချိုးခမ်းနဲ့ဝင်သွားတော့သူ့အဲ့ဒီပထွေးနဲ့အဲ့ဒီသူ့သမီးအရင်တွေကလေအဲ့ဒီမှာနဖူးတွေနမ်းပါးတွေနမ်းပြီးတော့သူ့အမေဆုံးသွားရင်လည်းသူ့အဆက်တွေမဖြစ်ဖို့ဘာညာဆိုပြီးတော့သူကဇွတ်အတင်းအဲ့လိုမျိုးသူ့ဘက်ကနေစပြီးတော့ရောကွာပြီးတော့အဲ့လိုမျိုးအဲ့ဒီပထွေးကိုသူကပထွေးနဲ့သူနဲ့အဲ့မှာဖောက်ပြန်ကြတာခိုးစားကြတာအဲ့ဒါနဲ့ဒီအမေကသူ့ရဲ့ယောက်ျားကိုသူကမေးပြီမေးတော့သူ့ယောက်ျားလည်းနင့်သမီးဘက်ကအရင်စတာဗောနင့်သမီးကငါ့ကိုအဲ့လိုမျိုးမြူဆွဲဖျားရောက်ပါတယ်ဗောသူ့သမီးကအရင်မားခဲ့ပါတယ်သူလည်းဗောသူအဲ့ဒီမှာတာယာမိပါတယ်ဗောသူ့ကိုမချစ်ပါဘူးဗောသူ့သမီးကိုမချစ်ဘူးဗောသူ့စိတ်ထဲမှာရှိတာကတော့ဒီမုတ်ဆိုးမဖြစ်တဲ့နေမှာပဲဗောအဲ့လိုပြောကွာဒါနဲ့သူကလည်းအရင်ခံစားရတော့သူကအဲ့ဒီအမျိုးသမီးကလည်းသူ့ရဲ့နောက်လင်ကိုပြောပြီးသူကနင်တို့နှစ်ယောက်ပေါ့နော်ထွက်သွားရင်လည်းထွက်သွားပေါ့ဒီမှာမနေနဲ့တော့ပေါ့နော်အခုအဲ့ဒီအမျိုးသားကွာသူ့အမေကိုလည်းပေါင်းသူ့လည်းပေါင်းလိုမျိုးဖြစ်နေကွာပြင်ဒီသမီးကလည်းဘလောက်ထိရောကွာလဲဆိုရင်နော်သူ့ရဲ့ဒီသူ့အမေရဲ့နောက်လင်ကိုလေ2ရက်တစ်ခါအဲ့လိုမျိုးချင်းပြီးတော့သူ့စီမာလာတွေ့ခိုင်းအဲ့လိုမျိုးတွေရောကွာတာတိလားတာရောကွာတာအဲ့နဲ့အခုသူ့အမေကလေဒီကိစ္စကိုပေါ့နော်သူဘယ်လိုလုပ်ရမလဲပေါ့နော်သူရင်ဖွင့်တာအခုသူကလည်းယောဂါကင်ဆာယောဂါဝေဒနာတဲ့အဆင့်နဲ့အဲ့ဒါအခုသူ့လင်ကလည်းသူ့လည်းပေါင်းသူ့အမေကိုလည်းပေါင်းဒီလိုမျိုးဖြစ်နေတယ်ကွာအဲ့ဒါနဲ့အခုဒီမျိုးသမီးကသူဘယ်လိုဆက်ပြီးတော့လုပ်ရမလဲဆိုပြီးတော့သူရင်ဖွင့်ထားတာအဲ့ဒီအကြောင်းအရာကိုအသေးစိတ်ဖတ်ချင်တော့ကျမဒီအောက်မှာ link ပေးပါမယ်အဲ့ဒီ link မှာအကောင့်တွားဖတ်နိုင်ပါတယ်ပြီးတော့အမှအကြံဉာဏ်တွေလည်းရေးပေးနိုင်ပါတယ်တဲ့ဒါပါပဲ